ဟိုရှိရှိတုန်းကဂျပန်ပြည်ရဲ့ရွာငယ်လေးတွေကမှစံနဲ့ပေါက်စီလောက်တာကိုကြိုက်နေတတ်တဲ့ ဒီတစလီဖြတ်သမား တယောက်ရှိတယ် လာမောင်လေးလာစားတော့ဝေနာဝရေနာသာမရှိဘူးနော်ဒီမှာစားရင် ။အော်ဘာကြီးတုံးဒါ ဘာဖြစ်လို့လဲဘဲကောင်မဖြစ်ဖြစ်စပ်ပတ်ရတဲ့ကောင်မစောက်စီတောင်တဲ့ကောင်မအာချောင်နဲ့ဖေလို့မှဖေတရလိုမှခွေးရလိုမွေးထားတဲ့ကောင်မနေစောက်တာပိတ်ထား ငါရဲ့ပေါက်စီဘယ်ရင်များရောက်သွားပါလိမ့်နော်။သူတော့တွေးမိမယ်လို့ထင်တယ် ဟိုင်းမအေလို့နမလို့ ။အဲ့ဒီအချိန်မှာပဲအလွန်ကြီးမားတဲ့ဘလူးကြီးတစ်ကောင်သူတို့လမ်းဘက်ကိုလာနေတယ် ဒါလည်းကိုမေကိုလို့ကိုမေကိုနှမလို့ကိုမေကိုလို့တွေမသိနိုင် ။ရှူကီဟာကြိတ်ရင်နေတာဘလူးမကိုထိန်းလို့မရတော့ဘူး။ရှူကီလည်းမကြခင်မှာအရန်ကို ဒိုးခံနေ အမျိုးသမီးတစ်ယောက်ဖြစ်လာခဲ့တယ်